ကာရီတာရန်ကုန်ကနေပေါ့နော်ချက်ပွေးစာအုပ်ကလေးမှာထားတာဒီနေ့ရောက်လာပါပြီချက်ပွေးကိုလေကာရီအရန်ချစ်တာဒီလားသူ့ရဲ့ရုပ်လေးကချစ်စရာလေးကာရိုက်တာလည်းမြန်မာငွေသက်လေးအပြည့်နဲ့ဆိုတော့တော်တော်လေးလည်းသဘောကျဖို့ကောင်းတယ်ငါတို့စာပေကနေထုတ်တာပါစုစုပေါင်းတော့သူက9အုပ်ရှိတယ်ဒါကနံပါတ်1ရှင်ကုတလားနံပါတ်2ဇရက်မြောင်နံပါတ်3ပုံမြင်ရမျိုးတော့နံပါတ်4နှွေခရင်နံပါတ်5မိုးရသည်ဒါလေးကတော့မဖတ်ရသေးဘူးအစ်စ်ကလေးပါသူကလေ quality တော်တော်လေးကောင်းတယ် color print ဆိုတော့လေအယောင်လေးတွေကဆိုပြီးစာရွက်ကလေးတွေကထူထူလေးတွေဈေးလေးကတော့နည်းနည်းများတယ်လို့ထင်ရပေမဲ့သူ့ရဲ့ quality နဲ့ဆိုရင်တော်တော်တန်တယ်လို့ပြောလို့ရတယ်စာအုပ်လေးကလည်းချစ်စရာလေးစက်ကောင်လေးအကုန်လုံးကလည်းချစ်စရာလေးတွေကြီးပဲခလေးလေးမပြောနဲ့လူကြီးတွေတောင်ကြိုက်တယ်ဒီစာအုပ်လေးကိုလေတကယ်ချစ်ဖို့ကောင်းတာပါဆိုဒီစာအုပ်လေးကကြတော့ဂျပွေးနဲ့အတူရေးကြမယ်ဆိုတဲ့စာအုပ်လေးသူကအထဲမှာဘုတ်မှတ်လေးနဲ့စတစ်ကာလေးနဲ့ပါတယ်ဘယ်လိုစာအုပ်မျိုးလဲဆိုတော့ကရငငယ်တုန်းကလေရေးပေးပါဆိုတဲ့စာအုပ်ကလေးလိုပုံစံမျိုးစတစ်ကာလေးကိုလည်းကြည့်ပါဦးချစ်စရာလေးသူကအထဲမှာပုံဆွဲနည်းအစစ်စစ်ပါတယ်အယောင်ချဲတာလေးတွေပါတယ်ခလေးလေးဆိုတော်တော်ကြိုက်မှာတော့ချစ်ဆုံးတငယ်ချင်းအကြောင်းတော့ဒီစာအုပ်လေးရဲ့ပိုင်ရှင်ရဲ့အကြောင်းဘာညာအဲ့လိုမျိုးဟာလေးပါတာတကယ်ရေးပေးပါလို့ပဲချစ်စရာလေးဒါတော့ရောက်ချင်းဦးပြချိန်လိုက်တာပါအရင်တော့မလားဘူးမြန်မာအယောင်ချဲစာအုပ်ပေါ်တော့ပြောရရင်အဲ့လိုမျိုးလေးကရှားတယ်လေအယောင်ချဲကတော့ဝါသနာပါရဲ့ကလေးလေးဆိုကြိုက်မှသိကြတယ်ကြည့်နေတဲ့လူတွေထဲမှာရောချက်ပွေးဖန်နေရှိကြလားကာရင်ကချက်ပွေးစာအုပ်တွေဖတ်ပြီးတော့နှက်လိုက်ပါအောင်မယ်ဘိုင်ဘိုင်